အဲ့တော့အာနယ်စလော့အထွက်လဲဘန်လီကိုတရေချပြီးတဲ့နောက်မှာသူ့အပေါ်ဒီ PR တွေထပ်ပြီးတော့ရောက်လာပြန်ပြီတချို့ကျွန်တော်တို့ဒါအိုင်းရဲ့အသင်းကိုနီးပြဖြစ်ရောက်သွားတယ်အာနယ်စလော့ရဲ့နီးပြအဖွဲ့ဝင်ဟောင်းကအသင်းကိုပြန်လာဖို့ပြောတဲ့အချိန်မှာလီဗာပူးဘက်ကအာနယ်စလော့ရဲ့အနာဂတ်ကမရေရာတာကြောင့်ပေါ့နော်ဒီလက်ထောက်နီးပြကိုလည်းပြန်ခေါ်ဖို့အတွက်အစီအစဉ်မရှိဘူးဆိုပြီးတော့ညင်းလိုက်တယ်ပေါ့နော်အခုတော့သူသောမတ်ဖရန်ရဲ့နီးပြအဖွဲ့ဝင်တွေကိုရောက်သွားပြီဗျာထားပါဒါကကျွန်တော်တို့လည်းကြားပြတ်ပြောပြတာပေါ့နော်ပြောချင်တာကတော့အာနယ်စလော့ရဲ့လီဗာပူးအသင်းမှာရှိနေတဲ့အနာဂတ်ကမတည်ငြိမ်သေးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်နီးပြအာနယ်စလော့အတွက်ပြင်သစ်မြေကနောက်ထပ်စမ်းသက်ခံအားလုံးပဲမင်္ဂလာပါဖူဘောဝါ channel မှာဝင်ဆောင်ပါမှာဒီဗီဒီယိုလေးမှာတော့မာဆေးတင်းတဲ့လီဗာပူးအသင်းတို့ရဲ့ချန်ပီယံလိပွဲစဉ်9အကြောင်းကိုပွဲကြိုခန်းစားချက်လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်ဒီပွဲကတော့ဒီတစ်ပတ်ရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေထဲမှာပွဲကောင်းနေတဲ့တပွဲလို့ပြောလို့ရတယ်ပုံမှန်ဆိုရင်တော့လီဗာပူးကအပါဟန်ဖြစ်နေရမယ့်အချိန်မှာလီဗာပူးရဲ့နောက်ပိုင်းပွဲစဉ်တွေမှာပြသထားတဲ့ခြေစွမ်းကြောင့်ဒီပွဲဟာဒါ competitive ဖြစ်မယ်လို့ယူဆရတဲ့ပွဲတစ်မျိုးဖြစ်လာတယ်တစ်ဖက်ကမာဆေးတင်းရလေသူ့ရဲ့ပြင်သစ်မြေမှာတောင်တင်းတဲ့အတင်းဖြစ်တဲ့အတွက်ကြောင့်ဒီပွဲဟာ head to head ကျွန်တော်တို့ဒါလုံးဝအပြိုင်အဆိုင်ဖြစ်လာမယ့်ပွဲဖြစ်လာဖို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်ဒါကြောင့်လေကျွန်တော်ပွဲကောင်းတစ်ပွဲလို့ပြောတာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့အိမ်ကွင်းသစ်ဖြစ်တဲ့မာဆေးတင်းကြောင့်စပြီးတော့ပြောရအောင်မာဆေးကချန်ပီယံလိမှာ6မှတ်ရထားတယ်သူတို့ဒီပွဲနိုင်ရင်အဆင့်1 to 8ထဲဝင်ဖို့အတွက်ပေါ့နော်1 to 8ထဲဝင်ဖို့အတွက်အခွင့်အရေးကောင်းရှိနေသေးတယ်အဲ့တော့သူတို့နောက်တစ်ပွဲကြံသေးတဲ့အချိန်မှာသူတို့လည်းတေချာပေါက်အိမ်ကွင်းမှာလီဗာပူးကိုအနိုင်ရအောင်ကြိုးစားလာမှာတေချာတယ်မာဆေးနဲ့ပတ်သက်ရင်မာဆေးမှာကပရီးမီးယားလိသားသမားတွေတော်တော်လေးများတယ်ဒီပွဲကပရီးမီးယားလိပွဲတစ်ပွဲကိုချီရဒလားတောင်ထင်ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်တော့ပရီးမီးယားလိအတွေ့အကြုံရှိကစားသမားတော်တော်များများမာဆေးတင်းရဲ့လူစင်းထဲမှာရှိနေတာဖြစ်ပါတယ်မေဆင်ဂရင်းဦးအော်ဘာမီယန်အန်ဂျယ်ဂိုမက်ပြီးရင်ကျွန်တော်တို့ဒါနောက်ထန်ကဝက်ဆန်ကစားသမားအမာဆင်အော့ကတ်ပြီးရင်ကွင်းလယ်ပိုင်းမှာအိုရိုင်းလီဒါဟော့ချ်ဘတ်ပေါ့နော်ဒီလိုကစားသမားမျိုးတွေဒါမာဆေးမှာအများကြီးရှိနေတယ်ဒါအပြင်နီးပြကလည်းတစားဘီဖြစ်ပါတယ်တစားဘီဟာဆိုရင် Brighton ရဲ့ project နဲ့ကစားသမားရောင်းချမှုပိုင်းတွေကိုသဘောမကျတာကြောင့်ပိုင်ရှင်နဲ့အဆင်မပြေလို့လမ်းခွဲပြီးတော့ပြင်သစ်မြေမှာသူ့လက်သူ့ခြေလှုပ်လို့ရတဲ့အတင်းတင်းကိုတွားပြီးတော့တွားရောက်ကင်တွယ်နေတာဖြစ်ပါတယ်သူကတော့ project ကိုမကြိုက်လို့ Premier League ကိုစွန့်ခွာသွားတယ်နီးပြပေါ့ဒါပေမဲ့ Premier League မှာသူကမကြရှုံးခဲ့ဘူး Brighton မှာရှိနေစဉ်ကလီဗာပူးနဲ့ရင်ဆိုင်ခဲ့ရတဲ့အချိန်မှာလည်းလီဗာပူးအသင်းကိုအထိုက်အသင့်ဒုက္ခပေးခဲ့တဲ့ကျွန်တော်တို့ဒါအသင်းတင်းဖြစ်တယ်နီးပြဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဇာဘီရဲ့အခုမာဆေးတင်းကလည်းလောလောဆယ်နောက်ဆုံး5ပွဲကိုတွားကြည့်မယ်ဆိုရင်သူတို့က okay နောက်ဆုံး5ပွဲမှာဆိုရင်6ပြက်2ပွဲ3ပွဲနိုင်ထားတယ် PSG ကိုဖလားလူပွဲမှာရှုံးထားတယ်နောက်ထပ်ကျွန်တော်တို့ဒါ Nantes အသင်းကိုသူတို့ရှုံးထားတာမျိုးရှိတယ်အဲ့မဲ့ဒီနှစ်အတွင်းမှာဒီမာဆေးအသင်းရဲ့ကိုသွင်းစွမ်းရတော်တော်လေးမြင့်တယ်ပြီးတော့ကျွန်တော်တို့ဒါသူတို့ရဲ့ league table မှာလည်းအဆင့်3နေရာမျိုးရောက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ league မှာလည်းချင်းချောက်နိုင်စွမ်းအပြည့်ရှိတဲ့အသင်းမှာဒီဇာဘီရဲ့အသင်းက Mason Greenwood အိုဘာမီယန်တို့လူကစားသမားတွေကကိုသွင်းချီတော်တော်လေးတွေ့နေတယ်လို့သူတို့အသင်းရဲ့ကစားပုံကလည်းဟိုဒီဇာဘီဘောပေါ့နော်ပြောတဲ့အတိုင်းပဲတော်တော်လေးကောင်းမွန်တဲ့ထဲမှာတော့ပါတယ်ဒါပေမဲ့အရန်ကြီးကျွန်တော်တို့တော့ over ဟို hype လုပ်လို့တော့မရဘူးပေါ့နော်မာဆေးအသင်းမှာလည်းသူရဲ့အားနည်းချက်တွေဆိုတာရှိနေသေးတာဖြစ်ပါတယ်ဒါပေမဲ့လူစီယန်အရတော့သူတို့မှာလည်းလီဗာပူးအသင်းကိုအိမ်ကွင်းမှာဒုက္ခပေးနိုင်မဲ့လူစီယန်တစ်ခုပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဒီဇာဘီကိုယ်တိုင်လည်းလီဗာပူးအသင်းနဲ့တွေ့ဆုံမှုတဲ့အတွေ့အကြုံတွေရှိထားတာကြောင့်ဒီပွဲမှာသူ့ရဲ့အတွေ့အကြုံတွေကိုဘယ်လောက်ထိအသုံးချသွားနိုင်မလဲကျွန်တော်တို့စောင့်ကြည့်သွားရမှာပါအင်ဂျယ်ဂိုမက်တို့လိုမေဆင်ဂရင်းဦးတို့လိုပြီးရင်အိုဘာမီယန်တို့လိုဒါပရီးမီးယားလိအတွေ့အကြုံရှိကစားသမားတွေရဲ့တကြောပြန်ပေါ့နော်ပရီးမီးယားလိအသင်းနဲ့တွေ့ဆုံတဲ့အခါမှာဘယ်လောက်ထိသူတို့နိုင်အောင်စွမ်းဆောင်နိုင်မလဲကျွန်တော်စောင့်ကြည့်ရမယ်သူတို့နျူကာဆယ်ကိုတော့ချန်ပီယံလိမှာနိုင်ထားတယ်ဒါသူတို့ရဲ့နောက်ပိုင်းအင်္ဂလိပ်အသင်းတွေနဲ့တွေ့တဲ့အခါမှာပထမဆုံးနိုင်ပွဲလို့ပြောလို့ရတယ်ဒါတော့လီဗာပူးကတော့သူတို့နောက်ထပ်နိုင်ပွဲတစ်ပွဲရှာသွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့နျူကာဆယ်ကိုသူတို့ကချန်ပီယံလိမှာ1-2နဲ့နိုင်ထားတာမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့တစ်ဖက်ကလီဗာပူးအသင်းကြောင်းပြောရအောင်ပေါ့နော်လီဗာပူးအသင်းကြောင်းပြောမယ်ဆိုရင်တော့လီဗာပူးကနောက်ဆုံး5ပွဲမှာ4ပွဲအထိတည်ချထားပါတယ်ဒါတော်တော်လေးကျွန်တော်တို့ဒါမေးခွန်းထုတ်ချင်တဲ့ကောင်းတဲ့ result ပါအဲ့တော့လီဗာပူးအသင်းကဘန်လီနဲ့ပွဲစဉ်မှာဂိုးပေါက်ကန်ချက်30ကျော်ထိရှိတယ် shot on target လည်းကောင်းကောင်းရှိခဲ့တယ်ဒါပေမဲ့ clinical မဖြစ်ဘဲနဲ့1-1ဆိုတဲ့ရလဒ်ကိုသူတို့ပုံဖော်ခဲ့ရတယ်အဲ့တော့ဒီပွဲမှာမိုဟာမက်ဆာလက်ပြန်ပါလာမပါလာကလည်းမေးခွန်းတစ်ခုဖြစ်ရှိနေသေးဖြစ်တယ်အာနယ်စလော့မိုဟာမက်ဆာလက်ကအာဖရိကဖလားကနေပြန်လာတဲ့အချိန်အသုံးချသွားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်လီဗာပူးကနောက်ပိုင်းပွဲတွေမှာခိုးသွင်းဖို့ပေါ့နော်တကယ်ကျွန်တော်တို့ဒါပရီးမီးယားလိပွဲတွေမှာဆိုရင်ခိုးသွင်းကြီးတော်တော်လေးပျောက်တယ် league ကိုဇီးတည်ကြတယ်အာဆင်နယ်ဇီးတည်ကြတယ်ဖန်လီကို1-1တည်ကြတယ်ပြီးဖူအောင်2-2တည်ကြတာမျိုးတွေရှိတယ်ဘရက်ဇလီကို4-1သွင်းတာတော့ဘရက်ဇလီကတော့သူတို့ level ဟုတ်မနေတယ်တော့ကျွန်တော်ထည့်မပြောတော့ဘူးဒါပေမဲ့လီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းက
ဒီအနေငယ်လိုအပ်ချက်တွေရှိနေသေးတယ် overall ရ injury ပြဿနာတွေနဲ့လေဘာဘူးကရုန်းကန်နေရတယ်ဆိုရင်တောင်သူတို့တင်းရဲ့ကွင်းလေပိုင်းကအလောက်ဟန်ပြတ်မသွားဘူးခံစစ်ပိုင်းလည်းနောက်ပိုင်းမှာပြန်ငြိမ်လာတဲ့အချိန်တကယ်ပေါ့နော်တိုက်စစ်ပိုင်းကဒီ finish လုပ်ဖို့အတွက်အရန်ကိုရုန်းကန်နေရတယ်လို့ပြောလို့ရတယ်တခုရှိရတော့ foreign pass ပြန်ပြီးတော့နောက်ပိုင်းပွဲတွေမှာစက်တိုက်ခြေစွမ်းပြနေတာကိုကျွန်တော်တို့မြင်တွေ့ထားရတာဖြစ်ပါတယ်ဒီနေ့ပွဲမှာမိုဟာမက်ဆာလည်းပြန်ပါလာရင်ဒါကအဖြေဖြစ်မလားဆိုတာလေကျွန်တော်တို့သွားပြီးတော့တစ်ချက်စောင့်ကြည့်ရမှာပါလီဗာပူးကလည်းစင်9မှာရှိနေတယ်သူတို့က12မှတ်ရထားတယ်အဆင့်1ကနေရှစ်တွင်းကိုဝင်ဖို့ဆိုရင်လည်းသူတို့ကနိုင်ပွဲလိုတယ်မနိုင်ရင်တော့မရှုံးဖို့လိုတဲ့ပွဲမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အာနစ်စလော့အထွက်လဲဘန်လီကိုတရေချပြီးတဲ့နောက်မှာသူ့အပေါ်ဒီဖီအားတွေကထပ်ပြီးတော့ရောက်လာပြန်ပြီတချို့ကျွန်တော်တို့ဒါအိုင်းရဲ့အသင်းကိုနီးပြဖြစ်ရောက်သွားတယ်အာနစ်စလော့ရဲ့နီးပြအဖွဲ့ဝင်ဟောင်းကအသင်းကိုပြန်လာဖို့ပြောတဲ့အချိန်မှာလီဗာပူးဘက်ကအာနစ်စလော့ရဲ့အနာဂတ်ကမရေရာတာကြောင့်ပေါ့နော်ဒီလက်ထောက်နီးပြကိုလည်းပြန်ခေါ်ဖို့အတွက်အစီအစဉ်မရှိဘူးဆိုပြီးတော့ညင်းလိုက်တယ်ပေါ့နော်အခုတော့သူ Thomas Frank ရဲ့နီးပြဖွဲ့ဝင်တွေကိုရောက်သွားပြီဗျာထားပါဒါကကျွန်တော်တို့လည်းကြားပြပြောပြတာပေါ့နော်ပြောချင်တာကတော့အာနယ်စလော့ရဲ့လီဗာပူးအသင်းမှာရှိနေတဲ့အနာဂတ်ကမတည်ငြိမ်သေးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့စောင့်ကြည့်စေကာလပေါ့နော်လီဗာပူးအသင်းကမဖြစ်နိုင်ဘူးဆိုတော့အပြောင်းလဲလုပ်ပြီးတော့အလွန်ဆိုလို့ကျွန်တော်တို့ available ဖြစ်နေတဲ့နီးပြတွေရှိနေတာဖြစ်တဲ့အတွက်ဟိုအာနယ်စလော့အပြောင်းလဲလုပ်သွားနိုင်တယ်ဒါကြောင့်အာနယ်စလော့အနေနဲ့အခုချိန်ထောက်ခံမှုရနေတော့မှအကောင်းဆုံးပုံစံပြဖို့လိုတယ်ပြီးခဲ့တဲ့ Champions League ပွဲမှာသူတို့ Inter Milan ကိုဆိုဘိုစလိုင်းရဲ့ penalty goal နဲ့နိုင်ထားတယ်ဒါလီဗာပူးအသင်းရဲ့ turn round အစဖြစ်ခဲ့ပြီးတော့နောက်ဆုံး12ပွဲမှာမရှုံးအောင်တော့ကစားထားနိုင်တယ်ဒါပေမဲ့နိုင်ပွဲရလည်းတော်တော်လေးရှားပါပြီးတော့နိုင်တဲ့ပွဲမှာလည်းခြေစွမ်းပိုင်းစူးမှုကမေးခွန်းထုတ်ကျင်စရာတွေရှိနေကြတာဖြစ်ပါတယ်အဲ့တော့လီဗာပူးအနေနဲ့ဒီပွဲမှာဘယ်လောက်ထိသူတို့ကောင်းကြီးကစားပြသွားမလဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်အဝေးကွင်းကန်ရမယ်ပုံမှန်ဆိုတော့အပဟန်လီဗာပူးဖြစ်နေရမယ်အချိန်မှာဒီချိန်မှာတော့လီဗာပူးကိုရန်ကြီးအပဟန်မှာဆွဲတင်ဖို့အတွက်ယုံကြည်ချက်မရှိဘူးပေါ့နော်ဒါလည်းသူ့ရဲ့ခြေစွမ်းနဲ့ကျွန်တော်တို့ဒါရက်လက်ပိုင်းဆိုင်ရာ draw ဖြစ်နေတဲ့အကြောင်းပါတယ်ထူးထူးခြားခြားဒီနေ့သင်ရတော့ဒါလီဗာပူးကနောက်ဆုံး28ပွဲမှာဒီ Champions League 28ပွဲမှာ draw ကြထားတာမရှိတယ်လို့မာစီအသင်းကလည်းနောက်ဆုံးပွဲ30မှာ draw ကြထားမရှိဘူးပေါ့နော်အဲ့တော့ဒီပွဲကတရေဖြစ်ဖို့တော့ရခိုင်တို့တော်တော်လေးနဲတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒါချက်လက်တွေကိုလွန်ဆန်ပြီးတော့တရေဖြစ်သွားမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်မာစီဘက်ကလည်းခြေစွမ်းပြနေတဲ့ဥပါမီယန်တို့ဘာလို့ရှိတဲ့အချိန်လီဗာပူးဘက်မှာလည်းဟူကိုအခီတီကီကျွန်တော်ဒီယာဒီရဲ့လီဗာပူးခေါ်ယူမှုတွေထဲမှာအကောင်းဆုံးသမားလို့ပြောလို့ရတဲ့တိုက်စစ်မှုခြေစွမ်းထပ်ပြနိုင်မလားကျွန်တော်တို့စောင့်ကြည့်တွားရမှာပါအမားလုပ်လို့မရပါဘူးအမားလုပ်တဲ့အသင်းကအဆင့်1ကနေ8အတွင်းကိုမဝင်မဲနဲ့ဒါနောက်ထပ်ပလီယောကန်ရဖို့ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အဆင့်ဒီကိုကနေ24အတွင်းဟာရှုံးထွက်ကန်ရမယ်ချိန်နှစ်ကြော့ကန်ရမယ်အဲ့နှစ်ကြော့ကအသင်းကိုဘယ်လောက်ထိပွဲပန်းစီလဲဆိုတာအားလုံးသိတယ်ဒီကြားထဲမဲခွဲဒီတိုင်းပေါ့နော်ကြားတဲ့အသင်းကကိုထက်ဒါကောင်းတဲ့အသင်းမျိုးဖြစ်နေတယ်ကံမကောင်းမှုဆိုရင်ဒီပြိုင်ပွဲကနေထွက်သွားနိုင်မျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘယ်သူမှတော့ဒီနှစ်ကြော့ကိုကန်ကြမှာမဟုတ်ဘူးဒီအတွက်ကြောင့်ရလက်ပိုင်းကောင်းမအောင်နှစ်သင်းလုံးချိုးစားလာမယ်ပွဲပါ brother တို့ဒီပွဲပေါ်ဘယ်လိုမြင်ကြလဲလီဗာပူးနိုင်မယ်လို့ထင်လားမာစီးနိုင်မယ်လို့ထင်ကြလားအခုမှမအောင်ရောက်ဆွေးနွေးပေးကြပါအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဒီလိုဗီဒီယိုလေးမှာပြန်တွေ့ပါမယ် good luck ပါ